Esper Winter ပါဝင်လာတဲ့ Resident Playbook အားလုံးမင်္ဂလာပါ TVN drama အသစ် Resident Playbook ဟာစတင်ထုတ်လွှင့်တဲ့အချိန်ကနေစပြီးတကမ္ဘာလုံးတိုင်းတာနဲ့အောင်မြင်မှုရရှိနေပါတယ်ဒီ series ဟာ Netflix ရဲ့ global ranking တွေမှာအပေါ်ကိုတရိပ်တက်နေသလိုကိုရီးယားရဲ့ကြည့်ရှုနှုန်းချက်တွေမှာပါတက်နေပြီးစိတ်ဝင်စားမှုရရှိနေပါတယ်Resident Playbook ဟာနာမည်ကြီး drama Hospital Playlist ရဲ့ spin-off series ဖြစ်ပြီးပထမနှစ်ဆေးကျောင်းသားတွေရဲ့ကြီးပြင်းအရွယ်ရောက်လာပုံတွေကိုရိုက်ကူးတင်ဆက်ထားပါတယ်ဒရမာထဲမှာစီလောကာရဲ့နေ့စဉ်ဘဝဇက်ခုံအစုံစုံကိုနွေ့နွေ့ထွေးထွေးတင်ဆက်ပေးထားတာကြောင့်ပရိသတ်တွေအကြိုက်တွေ့နေပါတယ်။ပထမနှစ်ပိုင်းမှာပရိသတ်တွေကို UJ ဆေးစင်တာက OG ဆေးကျောင်းသား9ယောက်နဲ့စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ဒီ9ယောက်ရဲ့ဆေးရုံဘဝကိုအသားကျအောင်စူးစမ်းရပုံတွေကကမောက်ကမနဲ့ရီမောရပါတယ်။ဒါကြောင့်လေပရိသတ်တွေကသဘောကျပြီးနှစ်သက်အားပေးမှုကိုချက်ချင်းရရှိခဲ့ပါတယ်။2025 April 16မှာ Resident Playbook ဟာ Netflix Global Top 10 for Non-English TV Shows April 7 to 13ကိုဝင်ရောက်ပြီးအောင်မြင်ပွဲဥထွက်နိုင်ခဲ့ပါတယ်။ဒီ series ဟာတောင်ကိုရီးယား၊အင်ဒိုနီးရှား၊မလေးရှား၊ထိုင်းနဲ့ဗီယက်နမ်အပါအဝင်အာရှနိုင်ငံတော်တော်များများမှာနံပါတ်1ရခဲ့ပြီးနိုင်ငံပေါင်း44နိုင်ငံမှာ Top 10ဝင်ခဲ့ပါတယ်။လူငယ်ထိပ်တန်းသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Resident Playbook ဟာ YouTube Trending Video Chat မှာလည်းထိပ်ဆုံးကရပ်တည်နေခဲ့ပြီး April 16အထိ YouTube နဲ့ Social Media တခြားကြည့်ရှုမှုစုစုပေါင်း65သန်းကျော်အထိရှိနေခဲ့ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကနောက်ထပ်ထွက်ရှိလာမယ့်အပိုင်းတွေအတွက်ကြိုတင်ရင်ခုန်ရင်းစောင့်မျှော်နေကြပါတယ်။ Resident Playbook ရဲ့ soundtrack အတွက်ပါဝင်လာသူကတော့ Esper Winter ဖြစ်ပါတယ်။ Studio Muransi က Winter တည်ဆိုထားတဲ့ OST Part 3 On a Day Like That ဟာမကြာခင်ထွက်ရှိလာတော့မယ်လို့ကြေညာလာခဲ့ပါတယ်။ On a Day Like That ဟာရင်ထဲကိုထိစေတဲ့ ballad သချင်းတစ်ပုဒ်ဖြစ်ပြီးဝမ်းနဲ့စိတ်သက်ကြနေတဲ့သူတွေအတွက်နှစ်သိမ့်ပေးနိုင်မဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်။စိတ်ထဲကိုဘယ်သူမှပေးမဝင်ခြင်းနဲ့အထီးကျန်နေတွေမှာလည်းဒီသချင်းကအဖော်ပြုပေးနိုင်မယ်လို့ဖော်ပြထားပါတယ်။ဒီလိုအခိုက်အတန့်တွေနဲ့ကြုံလာတဲ့အခါဒီသချင်းလေးကမျောလင့်ချက်နဲ့ခွန်အားတွေကိုယူဆောင်လာပေးရင်းနားထောင်သူတွေကိုကူညီပေးနိုင်မယ်လို့ထုတ်ပြန်ထားပါတယ်။ Winter ရဲ့အမှတ်သင်္ကေတရှင်းလင်းပြတ်သားပြီးထူးခြားတဲ့အသံလေးကသချင်းရဲ့ရတကိုပို့ပြီးလေးနက်စေပါတယ်။ Studio Muransi ရဲ့ producer Majuhi ကတော့Winter ဟာအရင်ကသူမကြားဘူးသေးတဲ့ vocal depth မျိုးကိုတီဆိုပြထားတယ်လို့ဆိုလာပါတယ်။ Winter ရဲ့အံ့ဩလောက်စရာအဆိုပိုင်နိုင်မှုကြောင့် recording လုပ်ငန်းစဉ်ကလည်းအဆင်ပြေချောမွေ့ခဲ့တယ်လို့သချင်းကလည်းသူနဲ့အလိုက်ဖက်ဆုံးအတန်ပိုင်ရှင်ကိုရှာတွေ့ခဲ့တာလို့ပြောလာခဲ့ပါတယ်။ On a Day Like That ဟာ drama တွေကပထမနှစ်ဆေးကျောင်းသားလေးတွေမကပဲပရိသတ်တွေအတွက်ပါ healing နဲ့အားပေးမှုတွေယူဆောင်လာပေးနိုင်မှုမျှော်လင့်နေပါတယ်။ဒီသချင်းကို Be Melodramatic, Mr. Sunshine နဲ့ My Liberation Notes တို့ကိုရေးသားခဲ့တဲ့ Tae Han ကရေးဆက်တီးကုံပေးထားတာကြောင့်ထိပ်တန်း quality ရှိနေမှလည်းသေချာနေပါတယ်။ Winter ရဲ့ OST On a Day Like That ဟာ April 19မှာစတင်ထွက်ရှိလာမှာဖြစ်ပြီးအဓိက streaming service အားလုံးမှာနားဆင်နိုင်မှာဖြစ်ပါတယ်။ Resident Playbook ကိုတော့အပတ်စဉ်စနေနဲ့တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်ပြသနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။